အားလုံးပဲမင်္ဂလာပါဗျာနော်ကိုကြီး channel လေးကနေကိုရင်းမရအားလုံးမင်္ဂလာပါလို့နှုတ်ခွန်းဆက်သလိုက်ရပါတယ်အားလုံးပဲမင်္ဂလာရှိတဲ့ညာချမ်းလေးကိုထာဝရပိုင်ဆိုင်နိုင်ကြပါစေမင်္ဂလာပေါင်းနဲ့ပြည့်စုံတဲ့ညာချမ်းလေးကိုအမြဲတမ်းလို့ပိုင်ဆိုင်နိုင်ကြပါစေနော်ကိုကြီးရဲ့အခုလိုက်ရှိုးလေးကိုဝင်လာတဲ့မိတ်ဆွေတွေအားလုံးပဲစိတ်ချမ်းသာလို့ကိုချမ်းသာကြပါစေလူရင်းဆန္ဒတွေလည်းပြေဝကြပါစေကိုကြီး channel လေးကဥဒ္ဒပရမသုမကောင်းလေးတောင်းပေးလိုက်ပါတယ်အခုဗီဒီယိုဖိုင်လေးကိုမြင်နေတွေ့တယ်ဆိုရင်ကိုရီမိုင်းအားလုံးပဲအစားအနေအလဲအဆုံးပြီးဆုံးနိုင်အောင်ကြည့်သွားပါကြော်မသွားပါနဲ့ဗျာနော်ဗီဒီယိုဖိုင်လေးကိုမြင်နေတွေ့တယ်ဆိုကိုရီမိုင်းအားလုံးပဲ okay လေးတွေမှ comment လေးမှာရေးပေးပါတောက်ကြနေစာကိုကိုရီမိုင်းအားလုံးပဲရကျင်နေပေါက်ကျင်နေဆိုရင်ကိုဗီဒီယိုဖိုင်လေးကိုအစားအနေအလဲအဆုံးပြီးဆုံးနိုင်အောင်တော့ကြည့်ပြီးသွားကြပါဗျာနော်ဗီဒီယိုဖိုင်လေးကိုကြည့်ရတဲ့အကျိုးအကြောင်းကိုရီမိုင်းအားလုံးပဲမနေ့ပြန်မနေ့တောက်ကြကိုဗီရဲ့ဆန္ဒနာရီတမိနစ်မှာကိုရီမိုင်းအားလုံးပဲကစားမယ်ကနန်လေးတွေကိုလာရောက်ဗီဒီယိုဖိုင်လေးနဲ့တကွာတင်ပေးခြင်းလည်းဖြစ်ပါတယ်နော်ကိုရီမိုင်းအားလုံးပဲမနေ့ပြန်မနေ့မှာကိုပြည့်မိတ်ဆွေတွေအားလုံးပဲအကြိုက်ဆုံးပရိတ်လေးကိုပြပါဆိုရင်ကိုပြည့်မိတ်ဆွေတွေအားလုံးပဲမနေ့ပြန်မှာကိုပြည့်အကြိုက်ဆုံးပရိတ်ကတော့ကိုပြည့်မိတ်ဆွေတွေအားလုံးပဲကြိုက်မကြိုက်တော့မသိဘူးကိုပြည့်ကတော့တော်တော်ကြိုက်တယ်ကိုရီမိုင်းအားလုံးပဲ38ပရိတ်နော်ကိုပြည့်ကတော့ကြိုက်တယ်38ပရိတ်ကတော့38ပရိတ်အကြိုက်ဆုံးပရိတ်တစ်မျိုးလေးပါဆိုရင်တော့3ပရိတ်ကိုပြည့်မိတ်ဆွေတွေအားလုံးပဲ3ပရိတ်နဲ့မနေ့ပြန်ညီကိုပါဗျာနော်3ပရိတ်နဲ့ညီကိုပါကိုပြည့်မိတ်ဆွေတွေအားလုံးပဲမနေ့ပြန်မှာ38ပရိတ်3ပရိတ်နဲ့ညီကိုပါဗျာနော်3ပရိတ်နဲ့ပတ်သက်ပြီးကစားမယ်ကနန်းလေးတွေကိုကိုရီမိုင်းအားလုံးပဲမပြောသေးခင်ပတ်မဲ့ပတ်တီးလေးကိုအရင်ပြောပေးမယ်။ပတ်တီးလေးလည်းရတယ်ကိုရီမိုင်းအားလုံးပဲဒီညနေ6ပတ်တီးလေးမှာတွေးကြမြင်နေပေါက်တယ်ဆိုရင်ကိုရီမိုင်းအားလုံးပဲပေါက်တယ်ဆိုရင် okay လေးတွေမှန်ပြီးပေါက်ကြီးလေးတွေဗီဒီယိုဖိုင်လေးရဲ့အောက်မှာ comment ထဲမှာရေးပေးကြပါအောင်ဗျာနော်။တောက်ကြနေသားရဲ့နောက်တစ်ပတ်3ရက်စာရဲ့1000နဲ့မှ9000ကျက်691 691 933ကိုကိုရီမိုင်းအားလုံးပဲဆက်သွယ်ပြီးတော့ဖုန်းဝင်ရသလို904 366 938ဆိုတဲ့နံပါတ်လေးကိုလည်းကိုရီမိုင်းအားလုံးပဲဖုန်းခေါ်ပြီးတော့အဖွဲ့ဝင်နိုင်ပါတယ်ဗျာနော်ဖုန်းဝင်ခြင်းနဲ့မိတ်ဆွေလေးတွေအားလုံးပဲကိုပြည့်မိတ်ဆွေတွေအားလုံးပဲအဖွဲ့ဝင်လို့ရပါတယ်အဖွဲ့ဝင်ချက်ကတော့ကိုရီမိုင်းအားလုံးပဲ1000နဲ့မှ9000ကျပ်ပါတောက်ကြနေစာလေးရမယ်နောက်တစ်ပတ်3ရက်စာလေးရမှာဖြစ်ပါတယ်တောက်ကြကိုပြည့်ရှိမှာပတ်တီးတစ်လုံး organic တစ်ခွက်ပဲပေးမှာဖြစ်ပါတယ်နော်တောက်ကြနေစာလေးရမယ်နောက်တစ်ပတ်3ရက်စာလေးရမှာဖြစ်ပါတယ်ခဲကိုရီမိုင်းအားလုံးပဲကျွန်တော်တို့မနက်ဖြန်အတွက်ပတ်မဲ့ပတ်တီးလေးကတော့ကိုပြည့်မိတ်ဆွေတွေအားလုံးပဲ16ပတ်တီးပါဗျာနော်1ပတ်တီး6ပတ်တီး16ပတ်တီးလေးပဲဖြစ်ပါတယ်ကိုရီမိုင်းအားလုံးပဲ1ပတ်တီး6ပတ်တီး16ပတ်တီးလေးပါ1နဲ့ပတ်သက်ပြီးကစားမယ်ကနန်းလေးတွေ6နဲ့ပတ်သက်ပြီးကစားမယ်ကနန်းလေးတွေပြောပြပါမယ်1နဲ့ပတ်သက်ပြီးကိုပြည့်မိတ်ဆွေတွေအားလုံးပဲ1နှစ်က1ခွန်ရဲ့1နှစ်1ခွန်1 8 1 4 1 5ပါဗျာနော်sorry 1 5မဟုတ်ပါဘူး10ပါဗျာနော်1နှစ်1ခွန်1 8 1 4ပါကိုရီမိုင်းအားလုံးပဲ1နှစ်1ခွန်1 8 1 4ပါ1နဲ့ပတ်သက်ပြီးတော့6နဲ့ပတ်သက်ပြီးတော့6ခွန်6နှစ်63 6ခွန်6နှစ်63ကိုရီမိုင်းအားလုံးပဲ60နဲ့မှ5ဆိုတဲ့ကဏ္ဍလေးပဲဖြစ်ပါတယ်ဗျာနော်65ဆိုတဲ့ကဏ္ဍလေးပဲဖြစ်ပါတယ်1နဲ့ပတ်သက်ပြီးတော့ကိုပြည့်မိတ်ဆွေတွေအားလုံးပဲ1နှစ်1ခွန်1 4 1 8ပါဗျာကိုရီမိုင်းအားလုံးပဲ1နဲ့ပတ်သက်ပြီးတော့နော်ကဲအားလုံးပဲအဆင်ပြေကြပါစေကံကောင်းကြပါစေအဖွဲ့ဝင်တွေနဲ့မိတ်ဆွေလေးတွေများရှိရင်လည်းဖုန်းခေါ်ပေးကြပါဗျာအားလုံးပဲတက်တာပါဗျာနော်အားလုံးပဲတက်တာပါ